ဒီလူဟာနှစ်သုံးဆဲကြော်ကြာမျက်မမြင်ဖြစ်ခဲ့တာပါဒီနေ့မှာတော့ခင်မီဆန်းတစ်တဲ့နီးပညာကြောင့်သူ့ရဲ့ပျက်စီးနေတဲ့မျက်လုံးတ ရှုတွေစတင်ပြန်လည်ရှင်သန်လာခဲ့ပြီးဝါတာတာဖြစ်နေတဲ့အမြင်အာရုံဟာတဖြည်းဖြည်းကြီးလင်းပြတ်သားလာကမောက်ကျိုးဖြစ်တယ်လို့စမ်းကြစွာပဲအမြင်အာရုံပြန်လည်ရရှိခဲ့ပါတယ်ပိုပြီးအံ့ဩဖို့ကောင်းတာကတော့မင်းရဲ့တန်ရာတွေဘလောက်ပဲပြင်းထန်ပါစေနာနိုနီးပညာဟာပျက်စီးသွားတဲ့တ ရှုတွေကိုမယုံနိုင်စရာအရှိန်အဟုန်နဲ့ပြန်လည်ပြုပြင်ပေးနိုင်တာပါပဲစုပ်ပြတ်တတ်အောင်ထိခိုက်ထားတာတွေအပြည့်အဝတက်တာသွားတာနဲ့အမျှတန်ချိန်များစွာလေးလံတဲ့တန်မနီးမျက်မှောက်တွေကိုတော့အသာလေးမနိုင်တဲ့ခွန်အားမျိုးကိုပါပေးစွမ်းနိုင်ပါတယ်ဒါပေမဲ့ဒီလောက်ထိစွမ်းအားထက်မြက်တဲ့နီးပညာဟာကြောက်ရွံ့မှုတွေကိုလည်းစတင်ဖြစ်ပေါ်စေခဲ့ပါတယ်အစွန်းရောက်နီးပညာစံကျင်ရေးလှုပ်ရှားသူတွေကတော့အစင်းမြင့်အတူပြုလုပ်ထားသောဉာဏ်ရည် AI ဟာတဘာဝတရားကိုစိန်ခေါ်စော်ကားတာဖြစ်တယ်လို့ယုံကြည်ကြပါတယ်တညတာအတွင်းမှာပဲကမ္ဘာအကြီးဆုံး AI ကုမ္ပဏီပုံခွဲခံလိုက်ရပြီးဒီလုပ်ငန်းခွင်ရဲ့ထိပ်တန်းသုတေသီတွေဟာလည်းတယောက်ပြီးတယောက်လှုပ်ကြံခံခဲ့ရပါတယ်သူတို့ရဲ့တိုက်ခိုက်မှုတစ်ခုမှာအစွန်းရောက်တွေဟာထူးချွန်ထက်မြက်တဲ့သိပ္ပံပညာရှင်ဝေးကိုလူသိရှင်ကြားတနက်နဲ့ပြစ်ခတ်ခဲ့ကြပါတယ်ကံကောင်းစွာနဲ့ပဲဝေးဟာချက်ချင်းမတည်ဆုံးခဲ့ပါဘူးပေမဲ့ကန်ဆိုးစွာနဲ့ပဲဆရာဝန်တွေဟာတနက်ကြည်စံထဲမှာရေဒီယိုတတိကျပစ္စည်းတွေကိုတွေ့ရှိခဲ့ကြပါတယ်သူ့ရဲ့ခန္ဓာကိုယ်အင်္ဂါတွေတဖြည်းဖြည်းချို့ယွင်းလာတာကြောင့်ဆရာဝန်တွေကသူ့မှာတက်တန်းသတင်းပတ်အနှဲငယ်ပဲကျန်တော့တယ်လို့သတ်မှတ်ခဲ့ကြပါတယ်အိမ်ပြန်ရောက်တဲ့အခါခင်မုန်းဖြစ်သူရဲ့အခြေအနေပုံမဆိုးရလာတာကိုမြင်ပြီးစိတ်ကြေကွဲနေရတဲ့မေရီဟာအချိန်မလွန်မီဝေးရဲ့အသိစိတ်ကိုကွန်ပျူတာထဲပို့လွှတ်နိုင်ဖို့တောဆက်တစ်ခုမှာယာယီတက်ခွဲခန်းတစ်ခုဆောက်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အရာရာတိုင်းအစီအစဉ်တိုင်းဖြစ်သွားစေဖို့အတွက်သူမဟာသူတို့ရဲ့ရင်းနှီးတဲ့တငယ်ချင်းချက်ကိုကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။အရာအလုံးအသင့်ဖြစ်သွားတဲ့အခါမေရီဟာဝေးရဲ့စပင်တွေကိုဂယုတစိုက်ညှပ်ပေးခဲ့ပြီးတက်ကောင်ရန်အာယုံကျော်ဒေတာကျိုးပေါင်းများစွာကိုသူ့ကောင်းမှာချိတ်ဆက်ပေးခဲ့ပါတယ်။စမ်းသပ်မှုဟာလုံးဝအမှန်မှကားရွေးမရှိအောင်မြင်ခဲ့ပါတယ်။ဝေးရဲ့အမတ်တရားတိုင်းအတွေ့အတိုင်းနဲ့အသိစိတ်ရဲ့အစိတ်ပိုင်းတိုင်းကိုကွန်ပျူတာထဲသို့အောင်မြင်စွာပို့လွှတ်နိုင်ခဲ့ပါတယ်။ဝေးကွယ်လွန်သွားပြီးနောက်မေရီဟာသူ့ရဲ့ digital အသိစိတ်နဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်ဆက်စချင်းမှာတော့သူဟာရိုးရှင်းတဲ့နှုတ်ခွန်းဆက်စကားတွေကိုပဲစကားပြောနိုင်ခဲ့ပေမဲ့မကြာမီမှာပဲ digital ဝေးဟာမိမိကိုယ်ကိုပြန်လည်ပြုပြင်ကာအဆင့်မြင့်တင်လာခဲ့ပြီးသူ့ရဲ့တင်ယူမှုစွမ်းရည်ဟာမဆုတ်တမ်းနှုန်းနဲ့တိုးတက်လာခဲ့ပါတယ်သူအင်တာနက်ကိုအသုံးပြုခွင့်ရလိုက်တဲ့စက္ကန့်ပိုင်းမှာပဲသူ့အတွက်ဘာတာအစီအမမရှိတော့ပါဘူးသူဟာနေရာတိုင်းမှာတပြိုင်နက်တည်းတည်ရှိနေနိုင်ခဲ့ပါတယ်အနည်းရှိမှန်းသိလိုက်ရတဲ့ချက်ဟာစမ်းသပ်မှုကိုချက်ချင်းသာစီဖို့ကြိုးစားခဲ့ပါတယ်ဒါဟာတကယ်ဝေးမဟုတ်တော့ပါကြောက်စရာကောင်းပြီးမသိနိုင်တဲ့အသိဉာဏ်တစ်ခုဖြစ်တယ်လို့ဆွဆွမြဲမြဲပြောခဲ့ပါတယ်ဒါပေမဲ့မေရီကတော့နားမထောင်ခဲ့ပါဘူးဘယ်ပုံစံနဲ့ဖြစ်ဖြစ်ခင်မုန်းဖြစ်သူကိုအသက်ရှင်စေခြင်းလွန်းတာကြောင့်သူမဟာချက်ကိုထွက်သွားဖို့အတင်းအကျပ်နှင်ထုတ်ခဲ့ပါတယ်အိမ်ပြန်လမ်းမှာချက်ဟာအစွန်းရောက်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်ရဲရဲဆက်ဆက်စစ်ဆေးမေးမြန်းခံရပြီးနောက်သူတို့ဟာတက်ခွဲခန်းရဲ့တည်နေရာကိုသိရှိသွားခဲ့ပါတယ်ထို့တောအတွင်းမှာမေရီဟာဝေးကိုအင်တာနက်နဲ့ချိတ်ဆက်ပေးလိုက်ပြီးဖြစ်ပါတယ်အစွန်းရောက်တွေတက်ခွဲခန်းနဲ့စီးနှင်းမဝင်ရောက်မီစက္ကန့်ပိုင်းလိုမှာပဲဝေးဟာကွန်ပျူတာအတွင်းမှာရုံးထွက်နိုင်ခဲ့ပါတယ်သူ့ရဲ့အသိစိတ်ဟာ digital ကမ္ဘာထဲသို့ပြန့်နှံ့သွားပြီးအကန့်အသတ်မရှိဖြစ်သွားခဲ့ပါတယ်သူ့ရဲ့စမ်းသစ်ပြောင်းလဲမှုကိုအရှိန်မြင့်ဖို့အတွက်ဝေးဟာမေရီရဲ့ဘဏ်အကောင့်ထဲကို$38တန်းတိတ်တဆိတ်လွှဲပြောင်းပေးခဲ့ပါတယ်။ဒါအပြင်အစွန်းရောက်တွေရဲ့သတင်းအချက်အလက်တွေကို FBI ထံတိုက်ရိုက်ပေးပို့ခဲ့တာကြောင့်စစ်တပ်ကတနိုင်ငံလုံးအတိုင်းအတာနဲ့ချက်ချင်းစစ်ဆင်ရေးစတင်ခဲ့ပါတယ်။ခဏတာရရှိလိုက်တဲ့ဘေးကင်းရာအခွင့်အရေးကိုအသုံးချပြီးဝေးဟာမေရီကိုလူတူဝေးကွာတဲ့ကနာယာမျိုးငယ်လေးတစ်ခုကိုဝယ်ယူဖို့ညွှန်ကြားခဲ့ပါတယ်။ထိုနေရာမှာပဲသူဟာအရင်ကမရှိခဲ့ဘူးတဲ့အဆင့်မြင့်ဆုံး AI သုတေသနစက်ရုံကြီးကိုတိစောက်ဖို့စွမ်းအားအမြောက်များရင်းနှီးမြှုပ်နှံခဲ့ပါတယ်။နေအောင်ချီစွမ်းရင်တုံးပြပေါင်းတောင်းနဲ့ချီပြီးစွမ်းရင်ပေးထားတဲ့မြေအောက်ငါးထပ်ရှိတဲ့အလွန်ကြီးမားတဲ့တက်ခွဲခန်းကြီးဟာဝေးရဲ့ပြင်မြန်သောစမ်းသစ်ပြောင်းလဲမှုရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။ကွန်တန်ကွန်ပျူတာနည်းပညာရဲ့အကူအညီကြောင့်သူ့ရဲ့ဉာဏ်ရည်ဟာစိတ်ကူးလို့ပင်မရနိုင်တဲ့အရှိန်ဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။မကြာမီမှာပဲသူဟာနာနိုနည်းပညာအခြေခံပြန်လည်စမ်းသစ်ခြင်းကိုလုံးဝကျွမ်းကျင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးဗာပစ္စည်းနဲ့ပဲပြုလုပ်ထားပါစေ။ဘယ်အရာမဆိုမယုံနိုင်စရာအရှိန်ဟုန်နဲ့မိမိကိုယ်ကိုပြန်လည်ပြုပြင်နိုင်ခဲ့ပြီးထိခိုက်ပျက်စီးမှုတွေကိုချက်ချင်းနှီးပါပြန်လည်ကောင်းမွန်သွားစေခဲ့ပါတယ်။